အားလုံးပဲမင်္ဂလာပါရှင်ဒီဒီစကချန်ကလည်းကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချီနီကပြီးပလာတာပဲဟင်းရည်လေးချက်စားပြီးခဲ့ပါတယ်ပေးကိုအသုံးပြုပြီးချက်မှာဆိုတော့ပေးစားသုံးခြင်းရဲ့အကျိုးကျေးဇူးလေးတွေကိုပါလမ်းကြုံ sharing လုပ်ပေးပါရစေပေးမှာက protein နဲ့ fiber ဓာတ်များတဲ့အတွက်စသားတိဆောက်ရန်နဲ့အစာချေစနစ်ကိုကောင်းမွန်စေပြီးတော့ cholesterol လေးရောကြစေပါတယ်အဲဆိုရင်တော့တူတူစားချက်လိုက်ရအောင်နော်ပထမဆုံးအနေနဲ့ပေးကိုရှည်3-4 နာရီလောက်စိမ်ပေးထားပါမယ်ပြီးရင်တော့မိမိသုံးမဲ့အသားကိုရတာနှစ်ပါမယ်နနွင်းနှင်းငယ်အသားမုံစားမဆလာတို့ထည့်ပြီးတော့2 နာရီလောက်အသားကိုတေချာလေးနယ်ပြီးတော့နှပ်ပေးထားပါမယ်ချီလီကတော့ကြက်အသေးအမြင့်နဲ့စားခြင်းတဲ့အတွက်အသားနည်းနည်းရဲ့အသေးအမြင့်လေးတွေနဲ့သုံးပြီးပေးထားပါတယ်စက်သွန်ဖြူစက်သွန်နီချင်းကိုထောင်းပြီးတော့ချက်ဖို့အတွက်ပြင်ဆင်ထားပါမယ်ရေစိမ်ထားရပေးရလာပြီဆိုရင်တော့တဝက်ကိုကြိတ်ထားပြီးတော့ကြက်တဝက်ကိုတော့ဒီတိုင်းပဲထားပြီးတော့ချက်ပါမယ်အာလူးလေးတွေကိုလည်းအခွန်နှွာပေးထားပါမယ်ဒီနေရာမှာတချို့ကတော့အာလူးကိုအရသာလေးနေပြီးတော့အရင်ကြော်ပြီးမှချက်တဲ့အထဲကိုထည့်လေးရှိပါတယ်ချီလီကတော့အာလူးကိုဆိုရင်ကြော်တာမကြိုက်တဲ့အတွက်အိုးချက်ခါနီးမှာပဲအာလူးလေးကိုထည့်ပါမယ်ခုဆိုရင်တော့စတင်ချက်လို့ရပါပြီ။အုပ်ပူလာပြီဆိုရင်စီထဲမယ်။စီပူလာပြီဆိုရင်တော့ကရဝေးရွက်နဲ့ဒီချပိုးကောက်ကိုနန်လေးမှုီးသွားအောင်လို့စီလေးရေစုံတက်ပေးထားပါမယ်။ပြီးရင်တော့ချက်သွန်ပြူချက်သွန်နီးချင်းထောင်းထားတာကိုစီတက်ပါမယ်။နနွေးမုံနဲ့အယောင်တဲမုံအနှင်းကြီးထည့်ပါမယ်။အရသာနေထားတဲ့ချက်သားလေးတွေကိုထည့်ပြီးတော့လုံးပါမယ်။ပိုမွေးတော့လို့မဆလာလေးပါထည့်ပေးပါမယ်။ပြီးတော့ငံပြာရည်လေးအနှင်းငယ်လေးထည့်ပြီးတော့လုံးပေးပါမယ်။ပြီးရင်တော့ချက်သားလေးနူးသွားအောင်လို့ရေလေးအနှင်းငယ်ထည့်ပါမယ်။ချက်သားလေးရပြီဆိုရင်တော့ပဲဟင်းရည်လေးစားပြီးတော့ချက်ပါတော့မယ်။အိုးပူလာပြီဆိုရင်တော့ပဲအနှစ်ထည့်မယ်ရေထည့်ပြီးတော့ပဲကိုအနံ့ပြောက်သည့်အထိခဏလေးတည်ပြီးထားပါမယ်ပြီးရင်တော့ချက်သားလုံးထားတာလေးတွေထည့်ပါမယ်ပဲကိုနူးနူးနဲ့နဲ့လေးဖြစ်အောင်လို့အဖုံးအုပ်ပြီးတော့တည်တည်ချာချာလေးပဲနူးသည့်အထိတည်ပြီးပါမယ်နောက်ဆုံးမှာတော့အာလူးလေးတွေထည့်ပြီးတော့ချက်တီအထိကိုဖုံးပိတ်ပြီးတော့တည်ပြီးလိုက်ပါမယ်။အရသာအပေါငယ်မိပြီးတော့မိမိစိတ်ချက်ထည့်နိုင်ပါတယ်။ခုဆိုရင်တော့ပြပလာတာစားပွဲလေးပြင်ဆင်လုပ်ပြီးပါပြီ။မိမိစိတ်ချက်တော့ပင်နေလဲထပ်ထည့်ပြီးတော့စားလို့ရပါတယ်။ချီလီကတော့ဆွဲတော့မယ်နော်။ချီလီရဲ့ followers တွေကိုလည်းတူတူစားဖို့အတွက်ဖိတ်ခေါ်ပါတယ်။ဗီဒီယိုလေးကိုတက်တဲ့ဆိုရင်တော့ like subscribe လုပ်ခဲ့ပြီးမမေ့ပါနဲ့နော် page ကလေးကိုလည်း pam ချင်း follow ပြီးတော့ပါအောင်ရှိကြည့်ရှုအားပေးကြတဲ့ဒုတိယချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါရရှင်